ခွေးခုမှစမွေးမဲ့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုမဖြစ်မနေကြည့်သွားပေးပါဗျအဲ့တော့အရင်ဆုံးကျွန်တော်တို့ခွေးလေးတွေစပြီးမွေးတော့မယ်ဆိုရင်ကျွန်တော်တို့အတွေ့အကြုံမရှိတဲ့တငယ်ချင်းတွေပေါ့နော်ခွေးတော့ချစ်တယ်မွေးဘူးလဲမွေးလဲမမွေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ခွေးကြီးတွေကိုလုံးဝမမွေးပါနဲ့ဗျနော်အဲ့တော့အကောင်းဆုံးကတော့ကျွန်တော်ဒီသားခွဲ၈ပတ်သားရွယ်ကနေကျွန်တော်စပြီးမွေးမယ်မွေးတဲ့အခါမှာလဲကျွန်တော်တို့အရင်ဆုံးခွေးလေးကိုယ့်လက်ထဲရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီလှောင်အိမ်ထဲမှာပဲထည့်ပြီးမွေးပေးပါဗျနော်လောင်ရင်ထဲမှာဘာကြောင့်ထည့်ပြီးမွေးပေးရမလဲဆိုရင်ကျွန်တော်တို့လိုအပ်တဲ့စီကန်းလေးတွေကိုပုံစံတကျချပေးနိုင်ပါတယ်ဗျလောင်ရင်နဲ့ထားခြင်းရပေါ့နော်အဲ့တော့များသောအားဖြင့်ကျွန်တော်တို့ဘာပြဿနာတက်လဲဆိုတော့ဒီရောက်တာနဲ့ကျွန်တော်ချစ်တဲ့စိတ်နဲ့ခွေးကိုပေါ့နော်တနာပါတယ်လွတ်လွတ်လပ်လပ်လှုပ်ပေးထားလိုက်မယ်ဆိုတော့အဲ့အရာနေပြီးတော့အဲ့မှာခွေးအကုန်လုံးအလုံးစုံပျက်စီးရေးအခြေလန်းအစကိုဖွင့်ပေးလိုက်တာပေါ့နော်အဲ့တော့အနည်းဆုံးပြောမယ်ဆိုရင်တော့ရှူအီးပြဿနာပေါ့နော်အဲ့တော့ကလေးကလှုပ်ပေးလိုက်တဲ့အခါမှာစီးစနစ်မရှိတော့ဘူး control ပိုင်းလည်းမရှိဘူးအဲ့တော့ဘာလို့လာလဲဆိုတော့သူတွားချင်တဲ့နေရာမှာတွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တင်တန်းမှာလည်းအများတန်းပြဿနာကအဲ့ body train ပြဿနာပေါ့နော် body train သီးသန့်ကျွန်တော်မှမရှိဘူးဗျဘာလို့ဆိုတော့အချိန်လည်းအရန်ပေးရပါတယ်ဗျနော်အဲ့တော့ဒီအရွယ်လေးတွေမှာကျွန်တော်လှောင်ရင်းနဲ့မွေးမယ်ကျွန်တော်အချိန်လေးနဲ့လှုပ်ပေးမယ်ပေါ့နော်ဥမာမနေ့မိုးလင်းအိယာထားနဲ့တစ်ချိန်လှုပ်မယ်ပေါ့နော်နောက်ဥမာသမင်းစားပြီးတစ်ချိန်လှုပ်မယ်အဲ့ချိန်ကျရင်ကလေးကအလေးသွားတယ်ပေါ့နော်နောက်တစ်ခုကဒီ2နိုင်ချားမှာပေါ့ဒီရွယ်လေးကအလွန်ဆုံး2နိုင်ချားမှာကျွန်တော်ရှူရှူကိုထုတ်တည်ပေးတာမျိုးကိုသွားစေတဲ့နေရာခေါ်ပြီးတည်ပေးတာမျိုးလုပ်အောင်ပဲပေါ့နော်နောက်တစ်ခုကပြဿနာနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်ဒီfull aggression ပြဿနာပေါ့နော်ဒီအစာနာကိုကင်လာရင်ကြိုက်တယ်ပေါ့နော်ရန်လိုတိုက်ခိုက်တတ်တယ်ပေါ့နော်အမှသူ့နာတချို့ဆိုရင်ဒီအစာကွက်ကြိုက်ယူဖို့မပြောနဲ့ဒီအနာတီးလိုက်တာနဲ့ပြေးကြိုက်တာမျိုးရှိတယ်အဲ့တော့အဲ့ဒီအရာကိုလည်းကျွန်တော်က train ဖို့လိုတယ်အဲ့တော့အစာကျွေးပြီးဆိုတော့ကျွန်တော်ကဒီကိုစီရောက်ကနေကလေးအဲ့ဒီအစာကွက်ကိုယူတာမျိုးစားနေတော့ကျွန်တော်ယူတာမျိုးဖြည်းဖြည်းချင်းတစ်ခုချင်းကျွေးတာမျိုးအဲ့ဒါမျိုးလေးတွေ train ပေးရမယ်ဗျာနော် full aggressive မဖြစ်အောင်လို့ပေါ့နော်အဲ့ဒါလည်းအရေးကြီးပါတယ်နောက်တစ်ခုနောက်တစ်ချက်ကတော့ကျွန်တော်ဒီခွေးလေးတွေပေါ့နော်ရောက်ပြီဆိုတာနဲ့ကိုယ့်လက်ထဲရောက်ပြီဆိုတာနဲ့ကျွန်တော်ဒီခြေသေးတွေနော်ခြေသေးတွေလက်သေးတွေခြေသေးတွေလက်သေးတွေဒီနားတွေတန်ရှင်းလုပ်ပေးဖို့လိုတယ်ဘာလို့အဲ့ဒီဟာလောက်ခိုင်းလဲဆိုနောက်ပိုင်းမှာကလေးကဒီဟာကိုကင်စားမရှိတဲ့ခါမျိုးမှာကြာရင်ကြောက်ပြီးတော့ကာကွယ်လို့စိတ်ကြောင့်ပြဿနာလေးတွေရှိနိုင်တယ်ပေါ့နော်နောက်တစ်ခုကဒီဆေးရုံဆေးကန်းသွားတဲ့အခါမှာအဲ့မှာနေမကောင်းဖြစ်တဲ့အခါမှာဆေးတိုက်လို့မရတဲ့ပြဿနာပေါ့အဲ့တော့ကျွန်တော်တို့ကဒီကျွန်တော်လက်ထဲရောက်လာဆိုခွေးကိုပါဇက်လေးဖြဲပြီးတော့အဲ့လိုဆေးထဲတိုက်တာမျိုးပေါ့နော်ဆေးတိုက်တာမျိုးလေးတွေတိုက်မတိုက်ပေါ့ကျွန်တော်ဒါလေးကိုအကျင့်လေးတစ်ခုအနေနဲ့အဲ့ဒါမျိုးလေးလုပ်ပေးသင့်တယ်ခြေသက်လက်သက်ညက်ပေးတာနားတန်ရှင်းလုပ်တာတွေနောက်တစ်ခါဒီကုန်းနေရာတွေပေါ့နော်ဒါဆေးထိုးမဲ့နေရာလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်တို့အကျင့်တစ်ခုဖြစ်အောင်ကျွန်တော်တို့ဒါ train ထားသင့်တယ်နောက်အရေးကြီးဆုံးအချက်ဒီကျွန်တော်တို့သခင်တွေရဲ့တည်ငြိမ်မှုပါကျွန်တော်ကများသောအားဖြင့်ခွေးလေးတွေကိုတကယ်ချစ်တဲ့ရင်ထဲရစီပေါ့နှစ်ကာချစ်တဲ့စိတ်နဲ့မွေးတဲ့အခါမှာဘာဖြစ်လဲဆိုတော့စီးလွတ်ပေါင်လို့ချစ်တယ်ထိန်းချုပ်မှုလုံးဝမရှိဘူးခွေးလုတ်သမျှခွေးလွှမ်းမှုသမျှကျွန်တော်ခံတယ်အဲ့ဒီပြဿနာကဘာဖြစ်လာနိုင်လဲဆိုတော့ဒီလွှမ်းမိုးမှုများလာတဲ့အခါမှာရန်လိုတိုက်ခိုက်တဲ့အခြေခံစိတ်ကလေးပါလာတဲ့ခွေးမျိုးမှာဆိုရင်ကျွန်တော်ကအဲ့ဒီအမှာဘာဖြစ်လာဆိုတော့သခင်ကိုပြန်ကြိုက်တဲ့အခြေအနေမျိုးတွေဖြစ်လာတယ်အဲ့တော့ဒီလိုကိုယ့်လက်ထဲမှာရောက်ပြီးဒီရှစ်ပတ်သားအရွယ်မှာရောက်လာတယ်ပေါ့ရောက်လာတဲ့ဆိုကနေကကျွန်တော်တို့ကတီငင်နဲ့စီကန်းတကြပေါ့အချိန်နဲ့လွတ်မယ်လောင်ရင်ထဲမှာပဲထားမယ်ပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးမယ်ဆိုရင်နောက်တစ်ခါတီငင်နဲ့ဆက်ဆံဖို့လိုတယ်နော်အဲ့ချစ်တာယူရှေ့မှာမထားပါနဲ့နော်ကျွန်တော်တို့ဒီအရွယ်လေးမှာကျွန်တော်စီကန်းကအရင်ဆုံးလိုပါတယ်စီကန်းပြီးရင်ကျွန်တော်ထိန်းချုပ်မှုပိုင်း control ပိုင်းတွေကိုလည်းတေချာလေးစီးစနစ်ကြလုပ်ဖို့လိုတယ်တီငင်နဲ့ဆက်ဆံမှာခွေးကိုတကယ်ချစ်ရင်ကိုလည်းတီငင်လုပ်ပေးပါတီငင်နဲ့လူနဲ့မတီငင်မှုမရှိတဲ့တီငင်နဲ့သခင်နဲ့တီငင်မှုမရှိတဲ့သခင်မှာခွေးရဲ့လေးစားပုံမျိုးမတူပါဘူးဗျာနော်တည်ငြိမ်မှုရှိတဲ့သခင်ကိုခွေးကပို့ပြီး respect ပို့ဖြစ်ပါတယ်ပို့ပြီးချစ်ပါတယ်ဗျာနော်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ကျွန်တော်ဒီခွေးမွေးမြူမဲ့စပြီးတော့မွေးမဲ့တငယ်ချင်းတွေအတွက်ကိုဒါအကျိုးရှိစေမယ်လို့ထင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် Hi-Fi Training School founder မျိုးမင်းပါ